ကဲအားလုံးပဲမင်္ဂလာပါလို့တူလို့ထင်ကြော်မသွားနဲ့နည်းနည်းလေးဝင်ကြည့်သွားပြီနော်ဒါဒီနေ့ကျွန်တော်ဒီအမားတယောက်ကအကူညီလာတာပေါ့နော်ဒါသူအမှုတိုင်ကျွန်တော်အမှုကဘယ်လိုဖြစ်လဲဆိုတော့ရှင်းပြောရင်ဗျာဒါတွေကဟိုပြောမှလည်းအားနာတယ်ရှက်ဖို့လည်းကောင်းတယ်ပထွေးဖြစ်တဲ့သူကနေပြီးတော့အခုဒါအဲ့ကောင်မလေးရဲ့မအေးပေါ့ပထွေးဖြစ်တဲ့သူကနေပြီးတော့သမီးကိုပြန်ပြီးခိုးပြေးသွားလို့နောက်တစ်ခုကအခုဖြစ်တာကကြတော့ရှင်းပြောသမီးအရင်နဲ့သမီးချင်းကိုခိုးပြေးသွားတယ်သမီးချင်းလည်းအသက်မပြည့်သေးဘူးအဲ့ဒီအတွက် तू ကရှင်းပြောရင်ကွာဟိုဥပဒေတိုင်းမှာသွားနေတယ်ပေါ့ကျွန်တော်ကတော့ဒါပြီးခေါ်ညှိတာပေါ့နော်လောဆယ်တော့ကျွန်တော်ပို့တင်မှာပေါ့ပို့တင်မှရင်ကျွန်တော်အခုပြောနေတာကအခုကျွန်တော်အပုံထဲမှာတင်ထားတဲ့ညီမလေးနဲ့အကူနော်ဒီပို့လေးကိုတွေ့ရင်ထိတ်တိုက်လာပြီးဖြည့်ရှင်းမှာတကယ်လို့မဖြည့်မရှင်းဘူးဆိုရင်ဒီမားကပလေယုံတိတာရဲ့တိုင်မယ်တဲ့နော်ဒါကိုကျွန်တော်အနေနဲ့ပို့နဲ့တကွာတင်ပေးတာမိုင်းပါပြောသမီးကတော့တို့အဲ့လိုမျိုးနှစ်ယောက်လုံးပဲထောင်ကြကြပါပြည့်ရတယ်သမီးဟိုကမပေါင်းရလဲမပြည့်မပေါင်းသမီးဒီကလေးလေးတွေ့ရှိတယ်လေအဲ့တော့တို့တွေအခုလောက်ရတဲ့လောက်ရက်ကလူကြလို့လည်းမကောင်းဘူးသမီးတို့ရဲ့မိသားစုအတိုင်းဝိုင်းကြတဲ့မှာသူကတယောက်တည်းနေပြီလားလောက်ရတယ်လေအဲ့ဆိုတော့သမီးမိဘတွေရဲ့တိတ်ခါရှိတယ်သမီးတို့မိသားစုရဲ့တိတ်ခါရှိတယ်သမီးသားလေးရဲ့အနာဂတ်ရှိတယ်သမီးရဲ့အသက်ဘယ်လောက်ရှိလဲဒီ17လပိုင်းဆိုရင်14နှစ်ခလေးကတော့14နှစ်ပဲရှိသေးတယ်14နှစ်အခုလောဆယ်ဖြစ်တာကအမအဲ့အခုသူတို့နှစ်ယောက်ကိုကျွန်တော်အခုပို့နေတင်ပါလို့ရှိရင်သူတို့လာဖြည့်ရှင်းတဲ့ခါကြလို့ရှိရင်တော့ဒါပြီးသွားမှာပေါ့ဒီလိုအဲ့လိုမှလာမဖြည့်ရှင်းဘူးသူတို့ကမဖြည့်ဘူးဆိုရင်အမတို့ဘယ်လိုလုပ်မလဲပလက်ရုံသွားမှာအဲ့လိုလားသမီးပလက်ရုံအဆုံးထိလိုက်တော့မှာအဆုံးထိလိုက်သမီးသူ့ကိုခွင့်လွှတ်ပေးတာလည်းများနေပြီဒါရှင်းပြောရင်တော့ခလေးကောင်မလေးကိုတော့အပြစ်ပြောလို့မရသေးဘူးဘာလို့အသက်ကမပြည့်သေးဘူးပြောမှာတော့ဟိုနွားပေါ့နော်ဒီအမရဲ့ယောက်ျားဘယ်လိုဖြစ်တဲ့သူပေါ့နော်သူပြောတဲ့သူနောက်ခါအဲ့လိုမလုပ်တော့ဘူးသူပြောတဲ့အရင်ဘက်ကခေါ်သွားတော့ဒီကလေးမကခေါ်သွားတာတဲ့သူကပြောတယ်ဒီကလေးမကသူ့အဖေစီလိုက်ဖို့သူ့ရီစားစီလိုက်ဖို့ဆိုပြီးခေါ်သွားတာပြီးတော့အဆက်အသွယ်မရဘူးဆိုပြီးတော့တဲ့သူ့တငယ်ချင်းတွေစီသွားပြီးတော့ထားလိုက်တယ်ပေါ့ပြီးတော့သူကတော့မလေးသွားမယ်ဆိုတော့သမီးသူပြောတယ်ဒါကဘယ်လိုပဲဖြစ်လေသူတို့ကရှင်းပြရအောင်သမီးဖြစ်တဲ့သူကဟိုနေဖြစ်နေရင်တော့သူ့ဘက်ကဆင်ကျင်ရမယ်နော်တော့ပထွေးလေးဖြစ်ပြန်ပြီးရခလေးကလည်းအသက်မပြည့်သေးဘူးအဲ့ဒီတော့ကျွန်တော်ပြောချင်တာကဟိုနွားလားကျွဲလားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ပြောနေတာကလက်ရှိအခုကျွန်တော်ပို့နဲ့တင်ထားတယ်နော်တင်ပေါ်လို့ရှိရင်အခုဒီတစ်ပတ်နှစ်ပတ်အတွင်းမှာပေါ့နော်လာပြီးဖြည့်ရှင်းပေးပေါ့ဘာလို့မဖြည့်ရှင်းပေးတကယ်လို့မဖြည့်ရှင်းပေးဘူးဆိုရင်လို့ရှိရင်တော့တကယ်လို့ဥပဒေတိုင်းသွားမယ်ဆိုရင်တော့အခုအတွက်ကျွန်တော်အာမမခံဘူးနော်အဲ့ဒါပို့လည်းပြပြတာသူနာမည်ကလင်းထက်သူဟဲ့လားလင်းထက်သူတဲ့နော်နာမည်ကအဲ့ကြောင့်မို့တကယ်လို့ပလက်ရုံကနေသွားမယ်ဆိုရင်တော့ဒါကျွန်တော်တို့အာမမခံဘူးကျွန်တော်တို့လည်းပြက်ကူညီလို့မရတော့ဘူးနော်အသက်မပြည့်တဲ့သူတရားကိုအာရမပြုကျင့်တာပဲဖြစ်ဖြစ်အသက်မပြည့်တဲ့သူကိုခိုးပြေးသွားတာပဲဖြစ်ဖြစ်ဥပဒေနဲ့သွားမယ်ဆိုအငယ်ကထောင်တာ၄နှစ်ပဲဒါကြောင့်မို့ကျွန်တော်တို့နေပြောချင်တာကဒီကိစ္စကိုအပြင်မှာနေမဲ့အပြတ်ရှင်းညင်မယ်နော်အပြင်မှာပဲအပြတ်ရှင်းမယ်ဒါကြောင့်မို့လာပြီးတော့တေးထန်လာရှင်းပါလာပြီးတေးထန်လာပြောပါတစ်ခါလည်းမဟုတ်တော့ဘူးနှစ်ခါလည်းမဟုတ်တော့ဘူးပထမတစ်ခါလည်းဒီလိုပဲလှုပ်လို့မအေးရခွတ်လို့ပြီးသွားပြီဒီကယောက်ျားမိန်းမဖြစ်တဲ့သူကခွတ်လို့ပြီးသွားပြီခလေးလည်းရှိတယ်အတိုင်းဝိုင်းနဲ့နေတာဆိုတော့ဒီမကလည်းရှက်တယ်ပေါ့နော်ဒီလိုမျိုးတွေကိုသူလည်းရှင်းပြောရင်ဒီလိုယောက်ျားမျိုးသူဆက်လည်းမပေါင်းနိုင်ဘူးရှင်းပြောရင်သူလိုမျိုးတွေလည်းမမြင်ချင်ဘူးအဲ့ဒါကြောင့်မို့ဒီယောက်ျားကိုထက်အပြစ်သူကပေးသိချင်တယ်ဒါကြောင့်မို့သူကလာပြီးတော့ဒီမှာလာတိုင်မြင်တယ်တိုင်မြင်တဲ့အချိန်မှာကျွန်တော်ပြောလိုက်တာကတော့လောဆယ်ပလက်ရုံတော့တိုင်းမသွားနဲ့ဟုတ်လောဆယ်တေးဆိုင်သူတို့ကိုပိုးနဲ့တင်ပြီးတရားဝင်ကျင်ညာလိုက်ဒါဆိုရင်ကိုယ့်ဘက်ကအလုံးမရှိတော့ဘူးလေဒီလိုတရားဝင်မကျင်ညာဘဲနဲ့သူတို့တရားဝင်မကျင်ညာဘဲနဲ့သူတို့အဲ့လိုမျိုးလှုပ်လိုက်တဲ့ဆိုရင်ကိုယ့်ဘက်ကဒါလွန်နေဦးမယ်နော်အဲ့လိုမျိုးကြောင့်ကျွန်တော်တို့ကသူ့ကိုငဲ့တာဒါကြောင့်မို့ကျွန်တော်ပြောချင်တာကဒီပုံထဲမှာပါတဲ့ညီမလေးရဲ့ဒီဟိုနွားရဲ့နော်လာဖြည့်ရှင်းမှာပြီးရင်ဆက်သွယ်လာပါဖုန်းနံပါတ်လည်းတင်ထားမယ်အကောင့်လည်းတင်ထားမယ်နော်ပြီးလို့ရှိရင်မကိုတို့ရဲ့မိန်းမနဲ့လာပြီးတော့တိုင်မြင်ပြီးတော့လာပြီးတော့တေးဆန်လာပြီးဖြည့်ရှင်းမှာပြီးလို့ရှိရင်ဒါဟိုရှင်းပြောရင်တကယ်လို့တေးဆန်ရှင်းပွဲတဲ့ခါကျရင်တော့ကိုကျင်တယ်လို့ရှိရင်ဒါဘယ်လိုပဲဖြစ်သွားပြီလေနော်ဒါလူသိချင်ကြလည်းဖြစ်သွားပြီတကယ်လို့မှအဲ့လိုမှတေးဆန်လာမရှင်းဘူးဆိုရင်တော့သူကပလက်ရုံးကတိုင်မယ်ရောက်နေရာကနေသူဖန်ခိုင်းမယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်မို့လက်ခံတဲ့လူတွေလည်းရှိတယ်လက်ခံတဲ့လူတွေကပါလက်ခံတဲ့သူတွေလည်းကြံရပါမယ်နော်ပြောမယ်ဆိုရင်တော့ဒီဟာဟိုသမီးခလေးလေးကအသက်မပြည့်တဲ့အတွက်အမှုကကြီးရနော်အမှုကကြီးတယ်ဒါဖျားယောင်းသွေးဆောင်မှုတော်အမှုမဟုတ်ဘူးနော်ဟိုတာမန်ဒီလိုမျိုးအသက်ပြည့်သွားလို့ခိုးပြေးသွားရင်တော့မှအမှုသိမရှိဘူးဒီလိုအသက်မပြည့်ပဲခိုးပြေးရထိုင်းနိုင်ငံမှာဥပဒေရဆိုထောင်တာငယ်က၄နှစ်ပဲနော်ဒါကြောင့်မို့အခုအမအနေနဲ့ရှင်းပြဒီပို့နဲ့တင်မလို့သူတို့လာဆက်သွယ်လာလို့ရှိရင်လာရှင်းပေးပြီးတေးဆန်စကားပြောကြပြောလို့မှအမတို့ကျင်တဲ့အနေအထားတစ်ခုရောက်သွားလို့ okay တယ်ဆိုရင်ပြီးသွားပြီဘယ်လို okay ဘူးကော play တော့
ကြီးတဲ့မှုကိုကြီးတဲ့မှုကိုသေးတဲ့မှုကိုပပျောက်သွားအောင်လို့ကျွန်တော်ကဝိုင်းပြီးဖြစ်နေတာပဲဒါပဲလို့လိုပဲဖြစ်ဖြစ်တကယ်လို့သူတို့ဘက်ကသေးတယ်လားရှင်းလို့လူသေးချာသူနဲ့ယူသွားပါပြီဆိုတဲ့အကြောင်းကိုတရားဝင်သိတာပဲဖြစ်ဖြစ်ဒီမှာပြန်ပေါင်းတာပဲဖြစ်အဲ့လည်းပဲပေါ့ဟိုသူတို့ဘက်ကလာပြီးဖြစ်ရှင်းတဲ့သူအမတို့ဖြစ်ရှင်းမယ်ရှင်းပြလို့ရှိရင်အမတို့ရှင်းတဲ့သူပေါ့နော်စင်ပြလို့ပေါ့အားကြောင့်မို့အခုဟိုနော်ကျွန်တော်တခါပြောလိုက်ပါရင်နော်တိဆိုင်လာရှင်းမှာတကယ်လို့မရှင်းဘူးဆိုရင်အမှုရှိရနော်မရှင်းဘူးဆိုရင်အမှုရှိရနော်ပုံလည်းပြနော်အားကြောင့်မို့ဒီမှာအပုံနဲ့တင်ထားရနော်ဒီထဲကပုံနဲ့ကလူနော်အားလုံးပဲကျေးဇူးတင်တယ်တူတယောက်ချင်းအမေသားသမီးတူတယောက်ချင်းနော်ဒီအဲ့ငနွားစီကိုရောက်အောင်ဒီပို့လေးကိုနည်းနည်းလေးဝိုင်း share ပြီးတော့နည်းနည်းလေးဝိုင်းပြီးတော့ဟိုနေ့လောက်ပေးကြပါလို့ကျွန်တော်အနေနဲ့မြေတားရက်ခတ်ပါတယ်မိုင်းနေနဲ့လည်းပါပြောတကယ်လို့သူတို့ကိုတွေးတဲ့သူနေရသူတို့ရဲ့နေရအတိအကျသိပြီးတော့နေရအတိအကျကိုသိရင်လည်းကျွန်တော်တို့တစ်ချက်ပြောလာပြပါတကယ်လို့ပြောလာတဲ့သူကိုကျွန်တော်ထိုက်တက်တက်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ကျေးဇူးဆက်မယ်နော်နေရသူ့ရဲ့နေရလေးပဲဖြစ်ဖြစ်သူတို့ကိုခေါ်လာတာပဲဖြစ်ဖြစ်ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဘက်ကပြန်ပြီးတော့ကျေးဇူးဆက်မယ်ပေါ့နော်ဟိုကားဘောဖြစ်ဖြစ်စီဘောဖြစ်ကျွန်တော်ပြန်ပေးပါမယ်လို့နော်ဒါကြောင့်မို့ဒီအမကလည်းကူညာရောက်တယ်ဒီကလေးလေးကိုလည်းကူညာရတယ်ပေါ့နော်ကလေးကလည်းငငယ်လေးရှိတယ်ကလေးကမနေရသူနဲ့မွေတာဒီတယောက်ဆို ဒီတယောက်ပဲဒါကလေးကလည်းငငယ်ပဲရှိသေးတယ်နော်နည်းနည်းနဲ့6လ နည်းနည်းနဲ့6လရှိပါပြီတဲ့အားကြောင့်မို့ဒီပို့လေးကိုသူ့တီရောက်အောင်နည်းနည်းလေးဝိုင်း share ပေးပါလို့နော်အားလုံးပဲကျေးဇူးလည်းအများကြီးတင်တယ်ကျွန်တော်ဒီမှာကျွန်တော်တင်ထားတဲ့ပို့ထဲမှာလည်းတေးသေးချာချာလေးပေါ့နော်ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်လည်းပါတယ်အကောင့်လည်းပါတယ်ဘယ်လိုသူတွေ့တဲ့နေရာကိုသိလို့ရှိရင်လည်းအကောင့်နဲ့ဆက်သွယ်လို့ရတယ်ဖုန်းနံပါတ်နဲ့လည်းဆက်သွယ်လာပြီးလို့ရတယ်နော်အားလုံးပဲဘာပြောမလဲဘာပြောတော့โอเคအားလုံးပဲအမေသားသမီးတို့တော့ကြော်မသွားနဲ့နော်နည်းနည်းလေးဝင်ပြီး share သွားပြီနော်အားလုံးပဲ